Okay အားလုံးပဲမင်္ဂလာပါ tag ပိုင် file ကနေကြိုးဆိုပါရစေဒီနေ့ကျွန်တော် sharing လုပ်ပေးချင်တာကကိုမော်တော်စာဖြတ်မိလိုက်တဲ့ photo တွေကိုမော်တော်စာဖြတ်မိတဲ့ဓာတ်ပုံတွေကိုဘယ်လိုပြန်ယူမလဲဆိုတဲ့အကြောင်းကို share ပေးမှာဖြစ်ပါတယ်ဆိုကျွန်တော်တို့ Play Store ထဲကိုအရင်သွားမယ်ပြီးလို့ရှိရင်ဒီ search bar မှာကျွန်တော်တို့ disk digger ဆိုပြီးတော့မှရိုက်ရှာမယ် disk disk digger disk digger ဆိုပြီးတော့ရှာမယ်ဆိုဒီတစ်ခုကို download ဆင်မယ် download ဆဲပြီးတော့မှ install တင်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ open နေမယ်ရှင်းလေးပဲဒီ application နဲ့ဝင်လာရင်သူကဒီမှာ start basic photo scan ဆိုတာရှိရယ်ဒါလေးကိုနှိပ်လိုက်ရုံပါပဲပြီးရင် allow နှိပ်ပြီးမယ်ပေါ့နော်ဒါသူစပြီးတော့မှ scan လုပ်နေပြီးအမှသူက option ရှိရပါတော့ဒီ setting လေးနေလိုက်သူ file size ဘယ်လောက်ရေးမှာတော့တောင်းမို့ရက်ဆွဲဘယ်နေရက်ကနေဘယ်နေရက်အထိရှာချင်တော့ကိုကြိုက်တဲ့ဥစ္စာရေးလို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာဟိုဒီပေါ်လာမယ်ဓာတ်ပုံ size အကြီးကိုလေးရေးလို့ရကျွန်တော်လည်းသိရမယ်ဒီကျွန်တော်ဒီပုံတွေကိုအရင်တော့ကျွန်တော်ဖုန်းထဲမှာရှိရဲကျွန်တော်ဖြတ်ထားတဲ့ဖုန်းပုံတွေပေါ့နော်ဥပမာကိုကမတော်တဆဖြတ်လိုက်တဲ့ပုံတွေဒီထဲမှာပါလို့ဆိုရင်ကိုကပြန်ပြီးမယ်ပေါ့နော်ပြန်ပြီးတော့မှဖုန်းလေးပြန်ထည့်မယ်ပေါ့ save ပြန်လုပ်မယ်ပေါ့ဆိုကိုကဘာလို့အောင်လဲဆိုတော့ဥပမာကျွန်တော်ပုံတွေကိုရေးလိုက်မယ်ဒီပုံပေါ့နော် snapseed ပုံမျိုးကြီးအောင်လုပ်လိုက်မယ်ဒီ snapseed ပေါ့နော်ကျွန်တော်ဒါကိုပြန်ပြီးတော့မှဖုန်းလေးပြန်ထည့်ချင်တယ်ထည့်ချင်တော့ကျွန်တော်တို့ဒီ snapseed မှာဒီမှာအမှန်လေးပြန်ချစ်ပြီးအမှန်ချက်လိုက်မယ်ချစ်ပြီးကျွန်တော်တို့ဒီအောက်မှာ recover ဆိုရှိရယ်ဆိုဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဘယ်နေရာမှာသွား save ချင်တော့ပေါ့ဆိုဒီဥပမာဒီအပေါ်ဆုံးတစ်ခု recommended ဆိုတာသူဟော email လွှင့်ပို့တာတို့ Google Drive နဲ့ပို့တာတို့ပေါ့နော်ဒုတိယတစ်ခုကဘာအောင်ဆိုဒီကျွန်တော်တို့ကိုကြိုက်တဲ့နေရာမှာသွား save မှာပေါ့နော်ကိုဖုန်းရဲ့ file တစ်ခုခုပေါ့နော်ကိုရဲ့ file တစ်ခုခုမှာသွား save မယ်တော့မို့ FTP စာပေါ်မှာသွား save မယ်ပေါ့နော်ဆိုကျွန်တော်တို့ကဖုန်းထဲမှာ save မယ်အတွက်ဒီကအကွက်ပဲရေးမယ်ဒီ save the file ဆိုတာပေါ့နော်ဒါကိုထောက်လိုက်မယ်ထောက်ပြီးကိုကဘယ်နေရာမှာ save ချင်တာပေါ့နော်အဲ့နေရာကိုယူလိုက်မယ်ဆိုကျွန်တော်တို့ကဒီမှာစာပြရဲ့ဟိုအထဲမှာထည့်လိုက်မယ်ပေါ့နော် MISC လေးထည့်လိုက်မယ်ပေါ့နော် MISC လေးထည့်ပြီးကျွန်တော်တို့ okay နေမယ်နော်အဲ့ဒါတော့ no thanks နေလိုက်မယ်ဒါ photo save သွားပြီပေါ့နော်ဒီအပေါ်မှာသူက recovery complete ပေါ့နော်ဆိုဒါ recovery ဓာတ်ပုံပြန်ဆယ်တာအောင်မြင်သွားပြီပေါ့နော်ဆိုကျွန်တော်တို့ထွက်ပြီးကြည့်အောင် file manager ထဲဝင်ပြီးတော့ခုနကျွန်တော်တို့ save ထားတဲ့နေရာပေါ့နော်ခုနကကျွန်တော် save ထား Zapier MISC ထဲ save ထား Zapier သွားလိုက်မယ်ပြီးရင် MISC ထဲတော့မယ် MISC ဆိုတော့ခုနကကျွန်တော်တို့ save ထားတဲ့ပုံဖြစ်ပါတယ်ဆိုရင်ဒီနည်းနဲ့ကိုမတော်တဆဖြတ်မိတဲ့ဓာတ်ပုံတွေကိုလွယ်လွယ်ကူကူနဲ့ပြန်ယူနိုင်ပါတယ်ဆိုရင်နောက်ထပ်ဗီဒီယိုတစ်ခုကကျွန်တော်ဗီဒီယိုတွေပြန်ဆင်နေယူတင်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်